ဒါကိုတင်ယုံခြင်းမှယုံပါလိမ့်မယ်ဒါပေမဲ့မကြသေးခင်ကမှလူတွေကြားမှာထိတ်လန့်တကြားပြောဆိုနေကြတာကတော့ဗာတီကန်ဟာစစ်ဂိတ်လို့ခေါ်တဲ့စက်ထမမြောက်တကားကိုဖွင့်လိုက်ပြီဆိုတာပါပဲယုံကြည်သူအချို့ကတော့ဒါကို Gate of the Apocalypse လို့ခေါ်တဲ့ကမ္ဘာပြက်ကိန်းတကားလို့တောင်ခေါ်ဆိုကြပါတယ်ဒဏ္ဍာရီတွေအရဒီတကားဟာစိန့်ပီတာဘက်စလီကာဘုရားကျောင်းရဲ့အောက်ဘက်မှာဝတ်ထားတာဖြစ်ပြီးပုပ်ယဟန်မင်းကြီးနဲ့အသင်းတော်ရဲ့အထူးရင်းနှီးတဲ့အဖွဲ့ဝင်အနေငယ်သာဝင်ရောက်ကြည့်ရှုခွင့်ရှိတာပါဒီတကားဟာကမ္ဘာလုံးဆိုင်ရာအပြောင်းလဲကြီးတွေမဖြစ်ပေါ်ခင်မှာသာပွင့်တက်တယ်လို့ဆိုကြပါတယ်ပြီးခဲ့တဲ့နှစ်ကပုပ်ယဟန်မင်းကြီးဟာရောမမြို့မှာရှိတဲ့ Holy Gate လို့ခေါ်တဲ့တန်ရှင်းသောတကား၅ခုကိုဖွင့်လှစ်ခဲ့တာကိုလူအများကပြန်လည်သတိရနေကြပါတယ်၅ခုမြောက်တကားကိုဖွင့်လှစ်နေချိန်မှာရုတ်တရက်ဆိုသလိုကလင်းကိုတန်နဲ့ဆင်တူတဲ့ထူးဆန်းတဲ့အတန်တစ်ခုထွက်ပေါ်လာခဲ့ပါတယ်အဲ့ဒီအချိန်မှာပုပ်ယဟန်မင်းကြီးရဲ့တုံ့ပြန်မှုဟာတကယ်ကိုထိတ်လန့်သွားပုံရပြီးအချို့ကတော့အဲ့ဒီအချိန်မှာပဲစက်ထမမြောက်တကားပါတပြိုင်နက်ပွင့်သွားခဲ့တာလို့ယူဆနေကြပါတယ်ဒဏ္ဍာရီတွေအရအဲ့ဒီကလေးငိုတန်ဟာခေတ်တစ်ခုရဲ့အစကိုဆိုလိုတာဖြစ်နိုင်ပါတယ်စက်ထမမြောက်တကားဟာခေတ်တစ်ခုကနေနောက်တစ်ခုကိုကူးပြောင်းခြင်းရဲ့အမှတ်သားဖြစ်ပြီးအဲ့ဒီတကားပွင့်ပြီဆိုတာနဲ့ကမ္ဘာတဝန်းမှာထူးခြားတဲ့ဖြစ်ရကြီးတွေစတင်ဖြစ်ပွားလာတတ်ပါတယ်ခရစ်ယာန်ဘာသာမှာတော့ဒီအရာကိုအန်တီခရစ်လို့ခေါ်ဆိုပြီးအစ္စလမ်ဘာသာမှာတော့ဒက်ဂျစ်လို့သိကြပါတယ်နှစ်ဖက်စလုံးကတော့ဒါကိုလောကကြီးရဲ့နောက်ဆုံးချိန်အင်းတိုင်းရဲ့နမိတ်လက္ခဏာတွေအဖြစ်ရှုမြင်ကြပါတယ်အကယ်၍လူတွေဆွေးနွေးနေကြတဲ့ဗီဒီယိုတွေကိုကြည့်ချင်နေဆိုရင်တော့တော်တော်ရဲ့ရှာဖွေရေး box မှာ Vatican 6K လို့ရိုက်နှိပ်ရှာဖွေနိုင်ပါတယ်